အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့ကျွန်တော်ဒီ software 3နည်းပေါ့เนาะကျွန်တော်ဒီမှာ link ကနေဝင်သုံးလဲရတယ် app down ပြီးတော့သုံးလဲရဒါ main channel app down လုပ်လဲရတယ်เนาะ app down တာဒီအပေါ်ကနှိပ်လို့ Telegram down တာဒီအောက်ကဟာကျွန်တော် website က down တာဒီအောက်ကဟာလေးကိုကျွန်တော် down ပြမယ်เนาะဒီအောက်ကဟာလေးကိုနှိပ်လိုက်မယ်ကျွန်တော် app အသုံးပြုနေပေါ့ဒါ down လို့ရင်ကျွန်တော်ကိုကြိုက်သလို down လို့ရတယ်ဗျဒီမှာ down ပြီးဆိုကျွန်တော်တို့ဒီမှာဖုန်းမျိုးစားကိုရွေးချင်ရွေးလိုက်ပေါ့เนาะ iPhone လား Android လားပါလာပေါ့နော်tablet လား iPad လားကျွန်တော်တို့ကတော့ Android မို့လို့ Android ရွေးလိုက်မယ်အောက်ဆင်းပြီးတော့ကျွန်တော်ဒီမှာ download app file နေနှိပ်လိုက်တာနဲ့ဒါပြီးသွားပြီနော်ကျွန်တော်ဒီမှာ install apk on device လည်းနှိပ်လို့လည်းရတယ်ဒီကောင်လေးနဲ့ down ပြီးတော့ install တင်လည်းရတာပေါ့နော်ဒီမှာဖုန်းမျိုးစားတွေပါတယ်ရွေးစရာမလိုရွေးချင်လည်းရွေးပေါ့အဲ့ဒါတော့အကူမတို့သဘောပဲနော်ဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော် software ပေါ့နော်ဒီလေးနေရာတော့ဝင်သုံးလဲရတယ်နော်ဒါပေမဲ့ဟို software လေးနဲ့じゃပိုကောင်းတယ်ပေါ့နော် software လေးနဲ့ကျွန်တော်ကတော့ software down ထားတယ်ကျွန်တော် software လေးတွေဝင်လိုက်ပြီညာကျွန်တော် software လေးတွေကျွန်တော်ဝင်လိုက်မယ် software ဝင်လိုက်ဆိုရင်ကျွန်တော်ဒီတရားတော့အမြင့်ပြေစကားတွေကြီးဖို့ပေါ့တရုတ်ကားတွေပေါ့နော်တရုတ်ဇလန်တွဲလေးတွေပေါ့အရှိပေါ့နော်နှိပ်ကြည့်ကြည့်ပေါ့ဒီလိုလေးနှိပ်လိုက်ပဲနှိပ်ကြည့်ခြင်းတော့နှိပ်ကြည့်ပြီးဒီမှာကျွန်တော်တို့ဒီမှာစာတန်းထိုးနဲ့အောက်မှာဒီဖြူဆိုတော့နှိပ်လိုက်帅府小少，定ဖတ်ချင်住ထွက်လိုက်ပြီနော်ကျွန်တော်တို့遍寻名医，နော်ဟုတ်ပြီ而不ထွက်ချင်တော့ဒီနားဗန်လေးရှိအဲ့လိုထွက်လိုက်လေရတယ်တို့ဒီလိုထွက်လေရတယ်ပြောင်းဝင်လေရတယ်နော်ဟုတ်ပြီတော့ဒီဘက်မှာじゃ2D ဒါနှလုံးပေါ့နော် M2D ပေါ့ဒီကောင်ကကြတော့ကျွန်တော်ဒါ update ပေးထားတာဒီ update မှာကြတော့ဘာတွေကောင်းသွားလဲဒီမှာလည်း app download ပါတယ်နော်တော့ဒါကြည့်သူ view တွေပါညာပေါ့ဒါကတော့အခွေတွေပေါ့4ရက်ကျန်5ရက်ကျန်ပေါ့ကျွန်တော်ရဲ့အခွေတွေပေါ့နော်ဒီမှာမှတ်တမ်းလေးကြည့်လို့ရတယ်ဒီဘက်ကတော့ဒူဘိုင်းနော်ဒီဘက်ကဒူဘိုင်းနောက်ကျရှင်းပြမယ်ဟိုဒီဘက်ရှင်းပြမယ်ကျွန်တော်ရဲ့ဒီမှာဒါအခွေမှတ်တမ်းလေးပေါ့ကျွန်တော်အများကြီးမထည့်နိုင်လို့အများကြီးတော့ထည့်မထားဘူးဒီမှာဒီအစိမ်းအောင်လေးတွေကကျတော့မှန်ထားတာဗျเนาะဒီ1ဆိုရင်ဒါတစ်ခါမှန်ထားတယ်2ဆိုရင်2ခါ6ဆိုရင်6ခါမှန်ထားတယ်6ဆို6ခါမှန်ထားတယ်တော့ဒီမှာကျတော့ဒါထိုးရမယ့်အခွေပူးတွေပေါ့နော်ထိုးရမယ့်အခွေပူးတွေရလို့မျိုးဒီမှာ2ကြိမ်မမှန်သေးဘူးပေါ့နော်ဒီအခွေတွေဆိုတာမမှန်သေးတဲ့ခွေတွေကျွန်တော်ထိုးရမှာပေါ့နော်အပေါ်မှာရေးပြထားတယ်ဒီအခွေတွေဆိုမှန်သွားပြီဒီမှာဆို269ဆိုရင်တော့66ပေါ့နော်66ဒီမှာထွက်ထားတယ်ဗျဒီမှာ66တော့900ငွေခွေဘူးရာဒီ269ခွေဘူးကဒီမှာ300ပဲမွေလိုက်ရတယ်အဲ့လိုမျိုးဟောဒီမှာဆိုရင်158ခွေဘူးဆိုရင်300ဘူးထွက်သွားတယ်ဗျဒီမှာဆိုရင်ကျွန်တော်2ရက်မွေးရတယ်ဆိုဒီမှာဆိုရင်2ရက်ပဲမွေးလိုက်2ရက်နေ့ညနေမှာထွက်သွားတယ်သူ9ရက်မွေးရတာလေဒီကောင်လည်းအဲ့တိုင်းပဲ3-4-5-300ခွေဘူးက300ဘူးထွက်သွားဒီမှာဆိုရင်ဒါနှစ်ခါထွက်သွားတယ်300ဘူးကနှစ်ခါမဟုတ်3ခါဒီခွေကြတော့1ရက်ပဲမွေးလိုက်ရတယ်ဒီခွေကြတော့2ရက်မွေးလိုက်ရတာ300ဘူးထွက်သွားတယ်နော်ဒီမှာလည်းအခွေဘူးသူကဒီမှာတစ်ခါသူက300သူကလည်းထွက်ထားတာလေဒီမှာသူထွက်ထားတာ300ဘူးသူကလည်းအဲ့ဒါကြောင့်သူက3ကဘာလို့ဒါလာမိနေတော့ဆိုဒီဟာနဲ့လာမိနေတော့ဒီမှာ1ရက်2ရက်3ရက်4ရက်ပဲရှိသေးတာလေကျွန်တော်ဒီရခွေနှစ်ခုက9ရက်ထိုးရမှာလေဒါပေမဲ့ကိုကတစ်ခါမှန်ပြီးမထိုးလဲရတယ်ဗျဆက်မထိုးလဲရတယ်ဒါဆို2-5-3အခွေဘူးနဲ့3-5-6-8အခွေဘူးအဲ့လိုနှစ်ခုပေါ့ဗျာနော်အဲ့လိုမျိုးတစ်ချိန်မှန်ရင်တော့နားတာအကောင်းဆုံးပဲနော်ဒီအနောက်ကပြထားတာတွေကတော့သူဒါမှန်ထားတဲ့အကျင့်ကြီးတွေပေါ့နော်ဒါမနေ့ပြန်အတွက်ကျွန်တော်သင်ပေးပြီးသွားပြီဒီအပေါ်မှာကျွန်တော်ကြည့်ရတာလွယ်အောင်လို့ဆိုပြီးတော့နားမလဲတဲ့အကူမကြီးလည်းနားလဲအောင်လို့ဆိုပြီးတော့ဒီအခွေဘူးလေးဆိုရင်တော့ဒါ4ရက်ကျန်သေးတယ်ပေါ့နော်ဒီအခွေဘူးလေးဆိုရင်တော့9ရက်ကျန်သေးတယ်ပေါ့နော်ဒါတော့သူက2ခွေဒီနေ့အခွေဘူးက2ခုရတယ်ဗျနော်ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီမှာတွက်ဆိုင်လေးတော့တင်ပြီးတာနော်ကျွန်တော်ဆန်တယ်မှာဒီမှာကျွန်တော်ဒီနေ့ကဒီမှာ80ကလည်း306ခု9ရခဲ့တယ်ကျွန်တော်တို့ဒီဘက်မှာ305ခွန်ကလည်းကျွန်တော်တို့ဒီမှာခွေဘူးတွေရခဲ့တယ်လေကျွန်တော်တို့အားကြောင့်ပေါ့နော်ဒီနေ့ကနည်းနည်းအခွေဘူး2ခုဖြစ်သွားကြကျွန်တော်ဒီမှာဒီတစ်ကွက်ပဲကျွန်တော်ဒါကတော့ဟိုဟာရှက်ပေါင်း1000ပေါ့980ရက်980တဲ့ကကျွန်တော်ကြည့်ထားတာနော်ရက်980တဲ့ကမနက်ဆိုရင်9ခွန်ထွက်ရင်ဒီဘက်မနက်9ခွန်ထွက်ပြီးနောက်ပိုင်းဒါထွက်တဲ့ကဏ္ဍနေတယ်မ316ခွန်ခွေထွက်တာများတယ်အဲ့လိုမျိုးဒါဆိုရင်လည်းရက်ပေါင်း
980ကျော်တဲ့ရပဲဒီညနေ80ထွက်ပြီးရင်ထွက်တာအများဆုံးပေါ့နော်ထွက်တာအများဆုံး36ခွန်9ပေါ့နော်ဒီမှာတော့တပတ်ပြတ်ထားတယ်ဟိုဘက်မှာလည်းကျွန်တော်တပတ်တော့ပြတ်ထားရပေါ့နော်ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ဒီမှာတပတ်တော့ပြတ်ထားရနော်ကျွန်တော်ဒီဘက်မှာလည်းဒီမှာတပတ်တော့ပြတ်ထားရနော်ကျွန်တော်โอเคပါဒါတော့ပြထားတာပေါ့နော်ဒါကျွန်တော်ပြောပြတာတွန်းကြလက်ကားလျှောက်ရေးပေးတယ်ထင်နေမှာဆိုလို့နော်ကျွန်တော်သူရှာလေးလုပ်ပေးထားတယ်နော်ဟုတ်ပြီဒီဘက်မှာဒူဘိုင်းလဲတူနီးတူတာပဲဒီမှာယနေ့အခွေဘူးဒါမှနက်ဖင်အတွက်ကျွန်တော်တင်ပေးထားတာနော်နက်ဖင်ကသူအခွေဘူး2ခုငွေရမယ်နော်သူကတော့ဒူဘိုင်းကျတော့1ရက်ပဲသူကဘာ6ကျင်ရှိရအတွက်အခွေဘူးတစ်ခုကို1ရက်ပဲထိုးရမှာ1ရက်ဒါဒီနေ့ထွက်သွားတယ်3 4 5 6ဆိုဒီနေ့ခွေဘူးလေ2ကျင်ထွက်သွားတယ်အဲ့လိုမျိုးဒီမှာဆိုရင်4ခွန်9 3 6ခွန်8ဆိုရင်68ပဲထွက်သွားတယ်အပေါ်က4ခွန်9ခွေရတော့မိမသွားဘူးပေါ့ဗျာအဲ့လိုမျိုးဒီမှာဆိုရင်တော့တစ်ခွေပဲမိသွားပါဒီမှာဆိုရင်တော့တင်9 6 8ဆိုရင်65လဲထွက်တယ်ဒီမှာ6နှစ်ကအောက်ကခွေလေအခွေရ2ခုဆိုတော့အဲ့လိုမျိုးဒါကျွန်တော်နားလဲအောင်လို့ဒီမှာတိတိကျကျလေးတက်ရလေးလုပ်ပေးထားတယ်ဗျာဇရာကြီးနဲ့ဆိုမကြည့်တတ်မှာဆိုတော့ဇရာကြီးရင်လည်းကြည့်လို့ရအောင်လို့ကျွန်တော်ကဒီဇရာကလုပ်ပေးထားတာเนาะအဲ့လိုမျိုးဒါဆိုရင်နက်ဖင်ကဒူဘိုင်းထိုးတဲ့ကိုမတွေအတွက်ထိုးဖို့ဒီဘက်ကကျတော့အမှန်ထိုးတဲ့ကိုမတွေဒီလိုခွေတိုင်းလိုက်မထိုးခြင်းဘူးဆိုဒီလိုရက်နဲတာကြံပြီးဆိုတာနဲ့ကောက်ထိုးလိုက်လို့ရပြီဗျဒီခွေဘူးကျွန်တော်တို့ကအဲ့လိုမျိုးဒီဘက်ကစကားများတော့ဘာမှမဟုတ်ကျွန်တော်ဒီမှာခလို့ရတော့စကား6ကားထည့်ပေးထားတယ်ဟိုမြန်မာစာတန်းထိုးနေပေါ့နော်ကြည့်ရင်ကြည့်လို့ရအောင်လို့โอเคပါကျေးဇူးပါအားလုံး